လက်မိုးလေးမျက်နှာတစ်တစ်ဘေးနားမှာဘသူရှိမလဲလို့စေဖုန်းလေးဖွင့်ကြည့်အလင်းရောင်ငါမိန်ကိုဟာကိုပဲစကားနေရတဲ့ဘဝက yes say ဟိုတယောက်ကတွေ့ဒီတယောက်ကတွေ့ငါချမကိုပြီးခွက်ပဲတမြဲမြဲနဲ့ကြည်နေရတယ်ရှိစားထားခြင်းနဲ့ပြောပြောင်းလောက်တော့လိုခြင်းနဲ့ပြောအထီးချမ်းတဲ့ညတွေတဲ့အတူရှောင်းမဲ့လက်စုံဖန်တီးပေးပါအောင်ကကြမရဲ့ကကြမရဲ့လမ်းထိတ်ကမုံဟင်းခါဆိုင်အတွဲတွေချီပဲတန်းစီနေတဲ့ပိုင်ငါမာတော့ဆိုင်ရှင်နဲ့ပဲမျက်လုံးချင်းစုံငါမာတော့ဆိုင်ရှင်နဲ့ပဲရင်ဘက်ကအောင်ချင်းစုံဗိုက်ကစားရတဲ့ကြားတဲ့ရင်ဘက်ကအောင်တုံတုံချစ်သူများနေဆိုဖို့ဆိုကိုအိမ်မှာကိုအောင်နေရကငိုချင်းချိုးရှိစားထားခြင်းနဲ့ပြောပြောင်းလောက်တော့လိုခြင်းနဲ့ပြောအထီးချမ်းတဲ့ညတွေတဲ့အတူရှောင်းမဲ့လက်စုံဖန်တီးပေးပါအောင်ကကြမရဲ့ကကြမရဲ့မင်းကဘယ်မှာလဲငါရှာနေတာကြာပြီမြင်မြင်လေးများလာခဲ့ပါတော့တယောက်တည်းနေရတာမဝညီ